တရားမောကြားသင်ခင်တရားပိုင်ရှင်ဖြစ်တော်မူသောသောလောကဒေါတာသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနမောတတ္တဖြင့်ရှိခိုးကြအောင်ဆိုနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူမေနမေမြမမင်းတို့ဤဝဆင်ကိုရောဘုဇောတို့ကိုခံရတော်မူတိုင်းပါဝေထသောအရဟတောကိလေသာမောခသိတို့မှကင်းကျင်တော်မူပါဝေထသောအရဟတောစိတ်ွယ်ရာယ၌ပြမကောင်းမှုတို့ကိုပြုတော်မမူပါဝေထသောသမ္မာသမ္ဗုဒ္ဓတ္တညီယငါတန်တရားမကိုဆရာမကိုတရားမို့ညာပြမိမိကိုယ်တော်တိုင်တို့တွင်၍သိမြင်တော်မူပါဝေထသောတတ္တဘဂဝတောဧတရိယဓမ္မယတ္တသေရိကာမပယတ္တာဟုဆိုအပ်သောဘုံတော်6ဆုံးတကုတ်ကိုနှလုံးစုံပညာတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောနမမိတရားဟောတရားနာခေါ်ဆိုသမောအကျွန်ုပ်တို့သည်ကာယဝစီမနောချီလည်းရဲ့အင်းစလီညိုလည်းယောလည်းအောင်မောကရှေခောကြောလိုက်ပါ၏မြတ်စွာဘုရား1389ခုနှစ်တရားနေ့တရားနေ့မှာဦးဇင်းတို့ဆွေတော်မျိုးတော်တို့ကိုဆွေတော်မျိုးတော်လည်းဖြစ်ပစ္စည်းလေးပါလှူဒါန်းထောက်ပံ့နေကြတဲ့တရားတော်မှာအပေါင်းတို့ကိုဦးဇင်းတို့ဘက်ကပြန်လည်ကျေးဇူးဆက်တဲ့အနေနဲ့ဩကြားချင်းမြတ်အပ်သောဗာတရားတဲ့မနေ့ကအဆက်ပဲနောင်တာနောင်မမရကြပါစေနဲ့တရားတော်ဗာတရားတဲ့တော့နောင်တာနောင်မမရကြပါစေနဲ့အပိုင်းနှစ်ပေါ့မနေ့အပိုင်းတစ်ကိုခေါ်ပြီးပြီနော်နောင်တာနောင်မမရကြပါစေနဲ့နောင်တာဆိုတာကောင်းသလားမကောင်းတာမကောင်းတဲ့အရာနော်ဒါကြောင့်ဘဝတစ်ခုရလာပြီဆိုရင်နောင်တကင်းကင်းနဲ့နေတတ်အောင်နောင်တကင်းကင်းနဲ့ဖြစ်နေအောင်နေတတ်ဖို့အရေးမကြီးဘူးလားကြီးပါပါဗျာဒါကြောင့်မြတ်စွာဘုရားကကတ္တနော်လုံမိပြီလုံမရင်လည်းပဲကောင်းတာတွေပဲလုံမိအောင်ကြိုးစားမှာပေါ့လူဘဝလူဖြစ်တုံးလေးမှာနော်ကတ္တလုံမိပြီလုံမိပြီဟဲ့ဆိုရင်ဘာတွေလုံတာလဲမကောင်းတာတွေလုံမယ်ကောင်းတာတွေလုံမှာပေါ့မှန်ရလားလုံမိပြီဟေးဆိုတာကောင်းတာလည်းဖြစ်မယ်မကောင်းတာလည်းဖြစ်မယ်ကောင်းတာလုပ်ရင်တော့ကောင်းတာတွေအကျိုးပေးမယ်ကောင်းတာတွေခံစားရမယ်မကောင်းတာလုပ်ရင်တော့မကောင်းတာတွေအကျိုးပေးမယ်မကောင်းတာတွေပဲခံစားရမှာပေါ့နော်နောက်တစ်ခါဒုတိယအချက်ကအကတာတဲ့အကတာဆိုတာကမလုံဖြစ်လိုက်ဘူးမလုံမိလိုက်ဘူးဒါအချိန်လေးလွန်သွားမှဟုတ်လားအခုဦးဇင်းတို့ဥပဒနာတရား9ရက်တရားစခန်းတကြံတွဲမှာဖွင့်နေတယ်ဒါလည်းပဲဦးဇင်းတို့ကတို့ရဲ့ပစ္စည်းလေးပါးကိုပစ္စည်းလေးပါးလူသားထောက်ပံ့နေကြတဲ့တို့တရားဓမ္မတွေကိုကျေးဇူးဆက်တာဘာလို့တာလဲကျေးဇူးဆက်တာပါဗျာဘာနဲ့ဆက်တာတရားနဲ့ကျေးဇူးဆက်တာနော်အဲ့တော့ကျေးဇူးဆက်တဲ့လူကဆက်တယ်အဆက်ခံတဲ့လူကလည်းပဲဆက်ခံဖို့ရည်မကြည့်ဘူးလားအဆက်ခံမှလည်းပဲကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီကျေးဇူးကိုဆက်ခံပြီးမှဆက်ခံလိုက်ခါကြမှကိုယ့်ရဲ့ဘဝတန်တရာနောင်ရေးစိတ်မအေးရမှာပေါ့မှန်ရလားအဲ့လိုကျေးဇူးဆက်မခံဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝစိတ်အေးရပါမလားပူလောင်နေမှာပေါ့ဘုရားလည်းမသိတရားလည်းမသိတန်ခါလည်းမသိမိဘလည်းမသိဆရာမမသိတဲ့ပုဂ္ဂိုလ်တွေဆိုရင်
ပူလောင်နေမှာပေါ့မှန်ရလားဒါကြောင့်အကတ္တာဆိုတာကမလို့ဖြစ်လိုက်ဘူးကွာမလုံးမိလိုက်ဘူးကွာနော်ငါသည်နေသည်ဖြစ်စေများသည်ဖြစ်စေတဏှာကုသိုလ်ကောင်းမှုမလုံးလိုက်ရဘူးဥပုပ်လည်းပဲတစ်ခါမှမဆောင်လိုက်ရဘူးလူလာဖြစ်ပြီးတော့နော်တမထဝိပဿနာအလုံးတွေကိုလည်းပဲတစ်ခါမှအာမထုတ်လိုက်ရဘူးခုငါအသက်အရွယ်က60ကျော်80တဲ့ရောက်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်သည်ပရိသတ်ရဲ့နောင်တမရဘူးလားအေးအဲ့ဒါကြောင့်မလို့အဲ့လိုနောင်တတွေမဖြစ်စေချင်တော့ဘုဇင်တော်ကတိုက်တွန်းပေးနေရတာမှန်လားကိုယ့်ရဲ့အသက်အရွယ်ကိုပြန်ကြည့်ပါနော်တေတွင်းနဲ့နေပြီဆိုလို့ရှိရင်မလောက်ဖြစ်တာတွေပြန်တွေးပြီးတော့စိတ်အေးစရာရှိပါမလားရှိပါဘူးဗျာတေတွင်းနဲ့ဆိုတာ60ကျော်80 80တဲ့ပုဂ္ဂိုလ်တွေကိုပြောတာတေတွင်းနဲ့တဲ့ပုဂ္ဂိုလ်ဆိုတာမှန်ရလားမှန်ပါဗျာအဲ့တေတွင်းနဲ့တဲ့ပုဂ္ဂိုလ်တွေကသူတို့တွေကတော့ဒါလွတ်ဖြစ်လဲလွတ်ဖြစ်မယ်ပေါ့လွတ်ဖြစ်တော့လဲကုသိုလ်ရတာပေါ့မလွတ်ဖြစ်တော့လည်းပဲသူတို့တွေကခုနနောင်တတွေနဲ့ပဲဒီစီတိုင်းနဲ့ပဲဘဝတစ်ခုကိုချုပ်ငြိမ်းရမှာမဟုတ်လားဒါကြောင့်မလို့အသက်အရွယ်အချိန်ရွယ်ရှိသေးတဲ့ပုဂ္ဂိုလ်တွေကငါတို့တော့အဲ့ဒါလိုအဖြစ်မခံဘူးဆိုပြီးတော့ကြိုးစားရမယ်မှန်ရလားအေးအဲ့ဒါကြောင့်မလို့ပရိသတ်ရဲ့လုံးမိတာကလည်းမကောင်းဘူးကြည်ပဲဆိုရင်အဆင်ပြေပါမလားလုံးမိတာကလည်းပဲမကောင်းမှုတွေကြည်ပဲကောင်းတာတစ်ခါမှမလုံးမိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကပရိသတ်ရဲ့နောင်တတွေနဲ့ကြည်ပဲနေရမှာမှန်ရလားနံပါတ်1ကမလုံးမိတဲ့မကောင်းမှုလုံးမိတဲ့မကောင်းမှုနော်မလုံးမိတဲ့ကောင်းမှုနံပါတ်2ကနော်အဲ့ဒီပုဂ္ဂိုလ်ဒီနောင်တနဲ့ပဲနေရလိမ့်မယ်နော်အဲ့တော့အဲ့ဒီမလုံးမိပြီးလုံးမိတဲ့မကောင်းမှုနဲ့မလုံးမိတဲ့ကောင်းမှုကိုလုံးနေတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလူရဲ့ဘဝဟာပြိတ္တရဲ့အခြေအနေဖြစ်သွားပြီတဲ့နောင်တရစရာတွေဖြစ်သွားပြီတဲ့မှန်ရလားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကတကတနုသောစနရတံလုံးမိတဲ့မကောင်းမှုနဲ့မလုံးဖြစ်တဲ့ကောင်းမှုအဲ့ဒီနှမျိုးကိုပြန်တွေးလို့စိတ်မအေးရတဲ့စိတ်မအေးရပဲနဲ့တည်တဲ့သူဟာတဲ့ကိုယ်ကိုယ်စာလို့ခေါ်ရရဲ့လို့တတဘာကောင်းစွာမသွေမှတ်တိုက်ပါပေတော့တည်းဒီနေ့မှာဦးဇင်းတို့နောင်တရဲ့ကျေးဇူးနောင်တဆိုတာကပြိဿရဲ့နောင်မရတ္ထာတဲ့ဟုတ်လားနောင်တဆိုတာနောင်မရတ္ထာရသောအဖြစ်တော့ဒီတတိတမ္ပစင်မရှိတဲ့ပုဂ္ဂိုလ်တွေနောင်တရတာပေါ့လေနော်ရှေ့နောက်မတွေးတတ်တဲ့လူတွေငါပြောတာအမှန်ငါလုပ်တာအမှန်ဆိုတဲ့လူတွေကနောင်တရတတ်တယ်နော်တယူသံပေါ့ငါဒီဟူသောအတ္တမာနအာကြီးတဲ့ပုဂ္ဂိုလ်တွေကနောက်ဆုံးပိနောင်တနဲ့အဆုံးသတ်ရတတ်တယ်နောင်တနဲ့နေကုန်းချုပ်ရတတ်တယ်ဟုတ်လားအဲ့ဒါကိုသတိထားမယ်နောင်မရတတ်တာနောင်တဖြစ်တဲ့အတွက်ကြောင့်ပြိဿရဲ့နောင်မနောင်တမရကြလေအောင်လို့အလုံးစုံသောဘုရားတော်ဆရာမျိုးတော်တရားနာပရိသတ်ပေါင်းတော်ကောင်းများမိမိတို့ရဲ့ဘဝနောင်ရည်စိတ်အေးရလေအောင်နောင်တတပံပူပန်ခြင်းမရှိရလေအောင်လို့ဆိုပြီးတော့ဘုရားတော်ဒီကနေ့ဘုရားတော်ဆရာမျိုးတော်တို့ကိုနောင်တ10ပါးတရားကိုရွေးချယ်ပြီးတော့ဟောပေးတာနော်နောင်တတွေမရအောင်လို့နောင်တ10ပါးတရားကိုရွေးချယ်ပြီးတော့ဟောပေးတာနောင်တမရစေခြင်းလို့နော်အဲ့တော့နောင်တဆိုတာကဘယ်နှပါးရှိလဲဆိုရင်နောင်တ10ပါးရှိတယ်ဘယ်နှပါးရှိလဲ10ပါးပါဗျာနောင်တ10ပါးရှိတယ်ဒီနောင်တ10ပါးကိုဟောထားတဲ့ဇနတာနာဇတ်တော်ကိုတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဘယ်သူကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူခဲ့တယ်လဲဆိုရင်ကာတိတိုင်းနဲ့ကောသလတိုင်းကိုဒီတိုင်းချင်းတိုင်းကိုအုတ်ချုပ်ပြီးတော့မင်းလုံနေတဲ့ပသိဏရီကောသလမင်းကြီးကိုအကြောင်းပြုပြီးတော့ဟောကြားတယ်ဘယ်သူအကြောင်းပြုပြီးဟောလဲပသိဏရီကောသလမင်းကြီးကိုအကြောင်းပြုပြီးတော့ဒီတရားကိုဟောတာအဲ့တော့ဘောတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးအနာရဝိတရေကြီးစောင့်လို့လူရန်တာတဲ့သာဝတိမြို့ဇေဒဝရွှေကျောင်းတော်ကြီးမှတရင်သုံးစံပြောတော်မူနေတဲ့အချိန်တ
တနေ့သောအခါမှာတော့ဗတ္တနရိကောသလမင်းကြီးဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အထံတော်မှောက်ကိုရောက်လာပြီးတော့ဖူးမြော်ဖို့ရောက်လာတယ်ပေါ့အဲဒီမှာဗတ္တနရိကောသလမင်းကြီးဆိုတာကပရိသတ်ရဲ့ဘုရားရှင်ကိုအမတမကြီးညိုတယ်ဘုရားရှင်ကိုအမတမလေးစားတယ်အမတမမြတ်နိုးတယ်ဘုရားရှင်ကိုသူ့သားအရင်တယောက်လို့ကိုဒီလိုကိုဗတ္တနရိကောသလမင်းကြီးကချစ်တာတဲ့ကြီးညိုတာအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံကိုနေ့စဉ်နေ့တိုင်းကိုသူကမကြာခဏကိုဒီလိုရောက်တာဗတ္တနရိကောသလမင်းကြီးကတနေ့သောအခါမှာတော့ပရိသတ်ရဲ့အဲ့ဒီမှာကောသလမင်းကြီးဟာဌိနံစည်းစိမ်ကိုခံစားပြီးတော့ဌိနံစည်းစိမ်ကိုရစ်မိုးပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဌာနကိုမရောက်လာတာအတော်လေးကြာသွားတယ်ပေါ့အတော်လေးကြာပြီးမှအဲ့ဒီမှာကောသလမင်းကြီးမြတ်စွာဘုရားထံရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတကားတော်မင်းကြီးငါဘုရားထံမှာမရောက်တာကြာပါပေါ့ဘာတွေလုံးရှုံနေလဲလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမိန့်လိုက်တော့အဲ့ဒီမှာကောသလမင်းကြီးကပြောလဲဘာဟုကိစ္စမယံဗတ္တေဘာဟုကရဏိယကောသလမင်းကြီးကပြောတယ်ဗတ္တေဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားမယံဘုရားတပည့်တော်တို့သည်ဘာဟုကိစ္စတွေကလည်းများလာပါတယ်ဘုရားဘာဟုကရဏိယပြုပွဲကိစ္စတွေကလည်းများလာပါတယ်ဘုရားမြတ်စွာဘုရားတပည့်တော်တို့တမယောချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေဆိုတာကတော့အမတန်မှကိစ္စကရဏိယတွေများလာပါတယ်ဗျာလို့ဒီလိုလျှောက်တယ်အဲ့တော့ဇလောဆရာမျိုးတော်တို့ကောသလမင်းကြီးကိစ္စကရဏိယတွေများသလိုပဲဦးဇင်းတို့တရားဓမ္မတွေကလည်းပဲကိစ္စတွေမများဘူးလားများပါတယ်ဗျာကိစ္စတွေများတယ်ဒါကြောင့်မြတ်စွာဘုရားကဘာဟုတ်ကိစ္စကရဝါတော်လို့ဆိုထားတာပေါ့နော်ဦးဇင်းတို့တရားဓမ္မတွေလည်းပဲအလောကိစ္စတွေကများလိုက်တာဒီကြားထဲမှာဘာတွေလောက်ရမြေတွေထိန်ရမြေတွေကြောင်းပိုးရနော်ကြောင်းကြိုရအဲ့ဒီကိစ္စတွေကြီးပဲလောက်တွေမများဘူးလားကိုယ့်ရဲ့နောင်ရင်းလေးတောင်တွေးပြီးတော့ကိုယ့်ရဲ့အသက်အရွယ်ကိုပြန်ပြီးတော့ထောက်ဆဖို့ဟုတ်လားအသက်အရွယ်တွေမဟုတ်ဘူးကိုယ့်ရဲ့ကျမ်းမာရေးကိုပါပြန်ကြည့်ရမှာအသက်အရွယ်က60ကျော်90လည်းဖြစ်နေပြီခုနပြောသလိုပေါ့သေတွင်းရလဲနဲ့နေပြီသားရသမီးတွေကလည်းပဲအလိုက်မသိဘူးသူတို့သားရသမီးတွေကြီးပဲငါ့ကိုထိန်ခိုင်းနေတယ်ဆိုရင်အဲ့ဒီမိဘစိတ်ချမ်းသာပါမလားဒါကြောင့်မလို့လွတ်တဲ့အချိန်မှာလွတ်ပေးရတယ်ကိုကသားရသမီးတွေဆိုတာကနေရမယ့်အချိန်တွေအများကြီးကြံသေးတယ်လေဟုတ်လားမိဘဆိုတာကကိုယ့်ရဲ့အမေကိုယ့်ရဲ့အဖေတွေရဲ့အသက်အရွယ်ကိုပြန်ကြည့်ရတယ်သားရသမီးတွေကအဲ့ဒါလောက်ကြီးအလိုက်ကန်းဆိုမသိတဲ့သားသမီးမျိုးတော့မလုံနဲ့ကိုမွေးထားတဲ့မိကွက်ကိုချင်းပေါ့ဘာမိဘတွေကိုဟိုဖြစ်နေရမှာလေမိဘတွေကိုကြည်ခိုင်းစရာမလိုဟုတ်တယ်မလားမိဘတွေကြည်ခိုင်းစရာမလိုဘူးမိဘတွေကကြောင်းပုတ်ခိုင်းစရာမလိုဘူးမိတွေကိုထိတ်ခိုင်းစရာမလိုဘူးဒီအရွယ်ဒီချိန်ကအမေနဲ့အဖေကတရားဓမ္မနဲ့အေးချမ်းချမ်းနဲ့နေရမယ်အရွယ်ဖြစ်နေပြီအဲ့ဒါကိုဖြစ်အောင်ပဲအခုကြည်ပေးရမယ်စောင့်ရှောက်ပေးရမယ်ဘာမှမြည်တွေထိတ်ခိုင်းစရာအကြောင်းမရှိဘူးငယ်တော့ကလည်းသူတို့ကိုထိတ်ခဲ့ရတာဒီအမေနဲ့ဒီဖေးထိတ်ခဲ့ရလဲကြွေးလဲကြွေးခဲ့ရတယ်အခုသူတို့ကမွေးလာတဲ့သားတဲ့သမီးတွေကိုလည်းပဲဒီအမေအဖေကိုထိတ်ခိုင်းနေဆိုတော့မလွန်လုံးဘူးလားအဲ့ဒါကြတော့ကိုချင်းစာတရားမရှိရကြတယ်နော်သိမလုံနဲ့အဲ့ဒါတွေကများပြီးတော့တော်များများတွေ့နေရတယ်တွေ့တဲ့လူတိုင်းလည်းပဲမိဘကိုချင်းမစာမနာခိုင်းတတ်တဲ့လူတိုင်းလည်းပဲများသောအားဖြင့်ဒုက္ခရောက်တာများတယ်ပြိဿကြီးနော်လက်တွေ့တွေဥစ္စာတို့အများကြီးရှိတယ်ဒါပဲမပြောတော့ဘူးအချိန်လို့ပြီးတရားဟောနေရတယ်ဒါကြောင့်မလို့အဲ့ဒါတွေကိုဆင်ခြင်ဖို့ဥစ္စာတို့တတိပေးတယ်မိဘကိုကြွတယောက်လို့ဘယ်တော့မှမခိုင်းနဲ့ဟုတ်လားမိဘကိုမိဘနေရာပဲထားရမယ်အဖေအမေကောင်းမှုကုသိုလ်လုပ်ဖို့အဖေအမေကောင်းမှုကုသိုလ်တွေလုပ်ဖို့ရော့အင်းပေးနေရမယ်အဖေအမေသီလမဆောင်ကျင်ဘူးလို့ဖြစ်နေတောင်မှသီလဆောင်ကြအောင်အဖေအမေကိုတိုက်တွန်းပေးရမယ်အဖေအမေတရားမထိုင်နိုင်ဘူးလားတရားထိုင်နိုင်အောင်သားတွေသမီးတွေကစစ်စစ်ပေးရဒါသာသမီးရဲ့ဝတ္တရားတာဝန်မဟုတ်ဘူးဝတ္တရားဆိုတာကမဖြစ်မနေလုံးကိုလုံးပေးရမှာအဲ့ဒါကိုလိုက်ကန်းစုံမသိပဲနဲ့မိဘတွေကိုကျုံလို့သဘောထားပြီးတော့ထမင်းချက်ကိုင်းပြေးထိန်ကိုင်းတော့မလုံးနဲ့အဲ့ဒီသားသမီးပဲတော့မှကြီးွားမှာမဟုတ်ဘူးကျောက်ကပြောရင်အာမနာတတ်ဘူးမှန်တာလည်းပြောတာရှောင်စေခြင်းလို့ရှားစေခြင်းလို့အမားတွေမလုံးမိစေခြင်းလို့ပြောတာစေရနာတဲ့ပြောတာမဟုတ်ခြင်းလည်းမဟုတ်လားဒါဥစဉ်တော့ကပြုပြင်ပေးရမယ်တာဝန်ဝတ္တရားဥစဉ်တော်မှာရှိတယ်
လိုက်နာတာမလိုက်နာတာခင်ဗျားတို့ရဲ့တာဝန်ပဲဟုတ်လားဦးဇင်းတို့ကဖရာရဲ့တရားတော်အတိုင်းပဲသင်ပေးတာပဲလိုက်နာတာမလိုက်နာတာတော့ခင်ဗျားတို့အတိုင်းပဲသိအပြစ်ကြီးတယ်နော်မလုံနဲ့အဲ့ဒီလိုလှုပ်တဲ့လူတွေဦးဇင်းတို့ရဲ့မျက်မြင်ကိုယ်တွေ့တွေမိတ်ဆွေတွေလည်းမှာကောကာတဲ့ဒုက္ခရောက်သွားတာအခုဆိုရင်ကိုယ်ကောက်ရှာတော့မရှိဘူးမပြောချင်တော့ဘူးအဲ့ဒါတွေဟုတ်လားဒါကြောင့်မလို့ခုနကဦးဇင်းတို့တက္ကရာမတွေကရာဝါသောဘုကိစ္စလူတွေဟာဘုကိစ္စတွေများတာပေါ့ကိုမွေးထားတဲ့မိတွေပဲသားတွေသမီးတွေမြေတွေစီးပွားတွေစားဖို့တောက်ဖို့အတွက်ဝုတ်ဖို့အတွက်စီးဖို့အတွက်နေဖို့အတွက်တွေမလုပ်ရဘူးလားလုပ်ရမှာပဲလေဒါကတော့တာဝန်နဲ့ဝတ္တရားရှိတယ်လေသားတွေသမီးတွေမိမယူထားရင်သားတွေသမီးတွေထွက်လာမှာပဲဒါတွေကကိုတောင်ယူရမယ့်ဟာတွေဟုတ်လားကိုတောင်ယူရမယ့်ဟာတွေကိုယ်တိုင်မွေးထားတဲ့မိကိုတောင်ယူအမေဖေတွေသွားမခိုင်းနဲ့အကုသိုလ်တွေဖြစ်တယ်သဘောပေါက်လားအခုတော့တချို့အဘောတွေပွားတွေကအဲ့ဒီသားတွေသမီးတွေမြည်တွေကိစ္စနဲ့ကြီးပဲတရားလည်းမထိုင်နဲ့ဥပုပ်လည်းမဆောင်နိုင်ဖြစ်နေကြတဲ့လူတွေရှိတယ်အဲ့ဒါတွေသိလို့လည်းပဲကျုပ်ကအခုထည့်ပြောတာပဲဟုတ်လားအခုလည်းပဲကောသလမင်းကြီးကမြတ်စွာဘုရားကိုဗာလျှောက်တယ်ဆိုတော့ဘောတော်ကြီးတော်မတော်မြတ်စွာဘုရားတဲ့တပည့်တော်တို့တမ်းမြောက်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်မှကိစ္စတွေများတယ်ဗျာတဲ့ဒါကြောင့်တပည့်တော်မလာအားတာပါမအားလို့မလာနိုင်တာပါဘုရားလို့လျှောက်တော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကသိတယ်ပရိသတ်ရဲ့ကောသလမင်းကြီးထေနာစစ်စစ်နဲ့ကိုရင်မှုပြီးတော့အဘုရားထံကိုမရောက်လာတာကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကသိတယ်သိတော့တကားတော်မင်းကြီးတဲ့တိုင်းပြည်အုပ်ချုပ်မင်းလုံနေတဲ့တင်တို့လိုပုဂ္ဂိုလ်တွေကမမေ့မလျော့မဘောမဆနေထိုင်ဖို့တင့်တာတဲ့ဟုတ်လားတိုင်းပြည်အုပ်ချုပ်မင်းလုံနေတဲ့ပုဂ္ဂိုလ်တွေကရှေ့ဆောင်စံပြအနေနဲ့လုပ်ပြရမှာမှန်ရလားငါကဲ့သို့သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမြို့ဦးမြို့ဖျားမှာတရင်သုံးနေပါလျက်နဲ့တင်တို့လိုခေါင်းဆောင်ဖြစ်တဲ့တိုင်းပြည်အုပ်ချုပ်မင်းလုံနေတဲ့ပုဂ္ဂိုလ်တွေကမေ့လျော်ပေါ့ဆဆနဲ့နေဖို့ထိုင်ဖို့မသင့်ဘူးတဲ့ခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကမေ့လျော်ပေါ့ဆဆနဲ့နေမယ်ထိုင်မယ်ဆိုလို့ရှိရင်တိုင်းသူပြည်သားတွေနောက်ကလိုက်ပြီးတော့လည်းပဲမေ့လျော်ပေါ့ဆဆနေကြထိုင်ကြမှာပေါ့မင်းကြီးရဲ့တဲ့မြတ်စွာဘုရားကဟုတ်လားခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဘုရားလည်းမကြည်ညိုဘူးတရားလည်းမကြည်ညိုဘူးကောင်းမှုကုသိုလ်လောကမှလည်းမသိဘူးသီလစောင့်တရားကောင်းမှလည်းမသိဘူးဝိပဿနာဘာဝနာတရားတွေပွားများအားထုတ်မှလည်းမသိဘူးဆိုရင်နောက်လိုက်တဲ့ပုဂ္ဂိုလ်တွေပရိသတ်ရေလိုက်လို့ပါမလားမလို့ဘူးဦးဇင်းတို့ကကျက်တော်မှာနေလာတာရက်စပေးနာမှာနေလာဆိုသိတယ်တချို့ခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်တွေမြို့နယ်မိုးတို့ပုဂ္ဂိုလ်တွေဘုရားတရားယုံကြည်တဲ့ပုဂ္ဂိုလ်တွေကိုယ်တဲ့ပုဂ္ဂိုလ်တွေစီကတဲ့ပုဂ္ဂိုလ်တွေရောက်လာလို့ရှိရင်အောက်ကလူတွေအကုန်လုံးမလုပ်ချင်လဲလို့လုပ်ချင်လဲလုပ်ရတာနော်အဲ့ဒီအကြီးအကဲဖြစ်တဲ့ပုဂ္ဂိုလ်ကဘုရားလည်းမကြည်ညိုတရားလည်းမကြည်ညိုတန်ခါလည်းမချင်းကပ်ဘူးဆိုရင်အောက်ကလူတွေပါဘလောက်ပဲချင်းကပ်ချင်းစိတ်တွေပေါက်မလာရဲဘူးမတော်ရဲဘူးမလုပ်ရဲဘူးအဲ့ဒါဟာဘာလို့လဲဆိုတော့ရှေ့ကလူကမှခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကမှဘုရားတရားတန်ခါယရဏမြတ်၃ပါးမိဘဆရာသမားကိုမယိုသေးတတ်တာမလေးစားတတ်တာအောက်ကလူတွေဘလောက်ပဲလေးစားကျင်တော်လည်းပဲမလုပ်ရဲဘူးဗျာမှန်ရလားဒါကြောင့်မလို့ခေါင်းဆောင်တဲ့ပုဂ္ဂိုလ်ဟာအရေးကြီးတယ်အိမ်တစ်အိမ်မှာပဲဖြစ်ဖြစ်မြို့တစ်မြို့မှာပဲဖြစ်ဖြစ်တိုင်းပြည်တစ်ပြည်မှာပဲဖြစ်ဖြစ်ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာအရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်မလို့ဦးဇင်းတို့ရှေ့ဆောင်နွားလာကောက်သွားကနောင်နွားတတိုက်ကောက်လိုက်၏ရှေ့ဆောင်နွားလာဖြောင်းသွားကနောင်နွားတတိုက်ဖြောင်းလိုက်၏ပြိဿရေမမှန်ဘူးလားနွားအုပ်တော်မှာရှေ့ဆုံးကခေါင်းဆောင်ဖြစ်တဲ့နွားကကောက်သွားလို့ရှိရင်နောက်ကနွားတွေကောက်မလိုက်ဘူးလားကောက်လိုက်မှာပဲရှေ့ဆုံးကနွားကဖြောင်းတန်းနဲ့သွားနေတယ်ဆိုလို့ရှိရင်အဲ့ဒီနောက်ကနွားတွေလည်းဖြောင်းလိုက်မှာပဲမှတ်ရလားဒါကြောင့်မလို့တကားတော်မင်းကြီးတဲ့ခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဆဆအရာရာမှာတတိရှိရတယ်မမေ့မလျော့ဘာမှမဆနေထိုင်ပြီးတော့နေထိုင်ကျင့်သုံးရတယ်ကျင့်သုံးသင့်တယ်မင်းကြီးတဲ့အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအဲ့ဒီလိုနေတန်းခြေပြီးတော့တကားတော်ကောသလမင်းကြီးတဲ့ဟိုးအတိတ်တုန်းကမင်းကောင်းမင်းမြတ်တွေဟာဘယ်သူကိုမှဘယ်ပညာရှိမှအမိသဟဲမပြုတ်ပဲနဲ့မိမိရဲ့အသိဉာဏ်နဲ့မိမိရဲ့ဘဝနောင်ရည်စိတ်အေးရအောင်တိုင်းသူပြည်သားတို့ရဲ့
ဘဝနောင်ရေးစိတ်အေးရအောင်ကိုယ်တိုင်လည်းကျင့်တယ်ပြည်သူပြည်သားတွေကိုလည်းပဲကျင့်စေတယ်တဲ့အဲ့ဒီလိုမိမိနဲ့တကွတိုင်းသူပြည်သားတွေရဲ့အကျိုးစီးပွားတွေကိုဆောင်ခဲ့ကြလို့အတိတ်တုန်းကမင်းကောင်းမင်းမြတ်တွေဟာတိုင်းသူပြည်သားတွေနဲ့တကွပိဿပန်သန္တရာအကျိုးစီးပွားဖြစ်ခဲ့ကြတယ်မင်းကြီးရဲ့လို့အဲ့ဒီလိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိန့်ကြားတဲ့အခါမှာကြတော့ကောသလမင်းကြီးကစိတ်ဝင်စားသွားတယ်ဘုန်းတော်ကြီးတော်မတော်မြတ်စွာဘုရားတဲ့ဘယ်ချိန်ဘယ်ကာလတုန်းကဘယ်မင်းတွေရဲ့လက်ထက်တုန်းကဘယ်လိုများတိုင်းသူပြည်သားတွေရဲ့အကျိုးစီးပွားတွေကိုဆောင်ရွက်ပြီးတော့ဘယ်လိုများပြစ္ဆုတ်ပန်တန္တရာအကျိုးများခဲ့တာပါလဲဘုရားလို့မင်းကြီးကလျှောက်တဲ့အခါကျတော့ကောသလမင်းကြီးကမေးလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအခုဇဏတန္တဇတ်တော်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောတာကောသလမင်းကြီးကိုဟောပေးတာနော်အတ္တိတေမာရဏတိယံပြမတ္တေရိသံဃာရင်တေဘောဓိတတောတတ္တဧကမဟေတိယကုတ်စေပိနိဗ္ဗတေအတ္တိတေဝိဇာရှိကာကာလတော့ကမာရဏတိယံမာရဏတိဆိုတဲ့မြို့တော်မှာပြမတ္တေပြမတ္တမင်းသည်ကာရင်တေတပြည့်အုပ်ချုပ်မင်းတို့ရဲ့နေစဉ်ဘောဓိတတောငါဘုရားလောင်းတိတတ္တတို့ပြမတ္တမင်းဧကမဟေတိယဧကမဟေတိမိဘခေါင်းကြီးကုတ်စင်ပြီးဝ၌နိဗ္ဗာန်ကောင်းစွာမသွေလူပြခဲ့ပါပေတော့တတိဒါကတော့မင်းကြီးတဲ့ဟိုအတေဝေးစွာရှေးကကာလတော်ကပါရဏသီပြမှာပြမနာမင်းကြီးတပြောချုပ်မင်းလှုပ်တဲ့အချိန်တုန်းကငါဘုရားလောင်းတော်သည်တဲ့ထိုပြမနာမင်းကြီးရဲ့အကမဟေတိမိဖုရားကြီးရဲ့ဝမ်းကြတိုင်းမှာပဋိသန္ဓေနေခဲ့တယ်ကိုလလွယ်လို့ဆယ်လဖွားမြင်တဲ့အခါကျတော့ဒီမင်းသားလေးရဲ့ဝိပလာတဲ့မင်းသားလေးရဲ့လက္ခဏာတွေကိုကြည့်ပြီးတော့ပရောဟိတ်ပုံသားတွေပညာရှိတွေကကြည့်တယ်။အော်ဒီမင်းသားလေးဟာတိုင်းသူပြည်သားတွေနဲ့တသွေးတဲ့တသားတဲ့ဖြစ်မဲ့မင်းသားလေးပဲပရောဟိတ်တွေကဘယ်လိုဟောလဲတိုင်းသူပြည်သားတွေနဲ့တသွေးတဲ့တသားတဲ့တစိမ့်တဲ့ဖြစ်မဲ့မင်းသားလေးပဲလို့ပရောဟိတ်တွေကဒီလိုဟောတယ်အဲ့တော့တိုင်းသူပြည်သားတွေနဲ့တစိတ်တဲ့တဝါနဲ့ဖြစ်မဲ့မင်းသားလေးပဲလို့အဲ့ဒီလိုအတိတ်ဆောင်ပြီးတော့ဒီဇနတန္တာလို့အဲ့ဒီမင်းသားလေးကိုဇနတန္တာလို့အမည်ပေးလိုက်တယ်ပရောဟိတ်တွေကဒါဥစဉ်တော့ဘုရားလောင်းတော်မင်းသားလေးမွေးဖွားလာတဲ့အခါမှာနာမည်ပေးလိုက်တာကဘယ်လိုပေးလဲဇနတန္တာမင်းသားလေးလို့အမည်ပေးလိုက်တယ်အဲ့ဒီတော့ဒီဇနတန္တာမင်းသားလေးအရွယ်ရောက်လာလို့အတတ်ပညာတွေစုံတဲ့အခါမှာကြတော့ပြမမင်းကြီးကသူ့ပိုင်နဲ့ထိနန်းစစ်စစ်အမွေတွေကိုအကုန်လုံးလွှဲအပ်မင်းသားလေးကိုဘုရားလောင်းလွှဲအပ်ပြီးတော့ဗာရဏသီတပြည်လုံးကိုမင်းသားလေးကိုအကုန်လုံးလွှဲအပ်ပြီးတော့ထိနန်းစစ်စစ်နဲ့အပြစ်ပေးလိုက်တယ်အဲ့ဒီမှာဇနတန္တဘုရားလောင်းတော့ဗာရဏသီပြည်ကိုအကုန်လုံးလွှဲအပ်ခံရလို့မိမိကိုယ်တိုင်အုပ်ချုပ်ခွင့်ရပြီဆိုတဲ့နေ့ကစပြီးတော့တိုင်းပြည်မှာအကျဉ်းချခံထားရတဲ့ပုဂ္ဂိုလ်တွေကိုအကုန်လုံးလွတ်ငြိမ်းချမ်းသာခွင့်အကုန်ပေးလိုက်တယ်။နော်ဘာလို့ပေးလိုက်လဲ။လွတ်ငြိမ်းချမ်းသာခွင့်အကုန်ပေးလိုက်တယ်။ထောင်ထဲမှာတော့မှမရှိစေရအောင်။တိုင်းပြည်မှာရှိတဲ့ထောင်တွေအချုပ်တွေအကုန်လုံးဖွင့်ထုတ်ပေးလိုက်တယ်။ဘုရားလောင်းရှင်မင်းကအကုန်လုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်။နောက်ပြီးတော့ဆင်းရဲကရောက်နေတဲ့တိုင်းသူပြည်သားတွေကိုအရှင်ပြေချမ်းသာရလေအောင်ငါထောက်ပံ့ပေးမယ်ဆိုပြီးတော့မြို့ရဲ့အရှိတကားဝမှာမန္တကြီးတစ်ခုတောင်ဘက်မှာမန္တကြီးတစ်ခုနောက်ဘက်မှာမန္တကြီးတစ်ခုမြောက်ဘက်မှာမန္တကြီးတစ်ခုမြို့တကားကြီး၄ခုမှာမန္တကြီး၄ခုဆောက်နော်မြို့ရဲ့အလဲကောင်မှာမန္တကြီးကတစ်ခုနောက်တကနန်းတော်ကြီးရဲ့ရှေ့တဲ့မှာမန္တကြီးတစ်ခုပေါင်းလိုက်တော့မန္တဘက်တစ်ခုလဲ6ခုမန္တ6ခုဆောက်ပြီးတော့ဆင်းရဲကရောက်နေကြတဲ့တိုင်းသူပြည်သားတွေကိုငါရထားတဲ့ဟောဒီကဗန္ဒာတွေကနေပြီးတော့တိုင်းသူပြည်သားတွေကိုချီးမြှောက်မယ်ထောက်ပံ့မယ်လှူဒါန်းမယ်ဆိုပြီးတော့အလိုပေးတဲ့မန္တ6ခုဆောက်လုပ်ပြီးတော့ပြိဿရဲ့တို့ဘုရားလောင်းအဲ့ဒီမန္တ6ခုမှာနေ့စဉ်အသဗျာတသိန်းအကုန်ကြခံပြီးတော့လှူဒါန်းတယ်တဲ့ပြိဿရဲ့မန္တကြီးက6ခုဆိုတော့တနေ့ကို6သိန်းလှူဒါန်းတာအဲ့ဒီက6သိန်းဒီကိက6သိန်းဘယ်နဲ့မလဲဟုတ်လားအဲ့ဒါဘုရားလောင်းဇနတန္တမင်းသားနေ့စဉ်
မန္တချောက်ကိုမှာငွေ6သိန်းကုန်ကြခံပြီးတော့နေ့စဉ်တန်းသူပြည်သားတွေကိုချီးမြှောက်ထောက်ပံ့ပြီးတော့ပေးကမ်းလှူဒန်းနေတယ်တဲ့အဲ့ဒီမှာပရိသတ်ရဲ့ထောင်းနေအချုပ်ခန်းနေအကုန်လုံးပိတ်ထားနော်ငါရဲ့လက်ထက်မှာဘာဒုစရိုက်ဘာမှုခင်းမှမရှိစေရဘူးဆိုပြီးတော့ဘုရားလောင်းစနတနာမင်းသားကဆောင်ရွက်တာဓမ္မေနရိဇံကာရေတိဗာရဏသီပြည်မှာရှိကြတဲ့တိုင်းသူပြည်သားတွေကိုတရားသဖြင့်ငါအုပ်ချုပ်မယ်တိုင်းသူပြည်သားတွေကလည်းပဲပရိသတ်ရဲ့ချစ်လိုက်တာဘုရားလောင်းမင်းကြီးကိုကြည်ညိုလိုက်တာစနတနာမင်းရဲ့လက်ထက်မှာပရိသတ်ရဲ့ဘာဒုစရိုက်မှုကင်းဘာမှုကင်းမှမရှိဘူးဘာပုံကံမှုမှမရှိဘူးတဲ့ပရိသတ်ရဲ့တရားသဖြင့်အုပ်ချုပ်တော့တိုင်းပြည်တစ်ခုလုံးပရိသတ်ရဲ့မအေးချမ်းဘူးလားတရားသဖြင့်အုပ်ချုပ်ရဲ့တိုင်းပြည်တစ်ခုလုံးအေးချမ်းတယ်အဲ့ဒီရှင်ဘုရင်ကိုလည်းပဲတိုင်းပြည်သူပြည်သားတွေကမချစ်ဘူးလားအဲ့ဒါပဲနော်အဲ့ဒီမှာဇနတနာမင်းကြီးကဒါတမကသေးဘူးပရိသတ်ရဲ့အာမရသေးဘူးတိုင်းသူပြည်သားတွေရဲ့အပေါ်မှာရင်ဝယ်သားပါမှာစောင့်ရှောက်သည့်အနေနဲ့မလုပ်လဲတိုင်းသူပြည်သားတွေဟာငါ့ကိုမိခိုပြီးတော့နေကြရတယ်ဇနတနာမင်းရဲ့တွေ့ဟုတ်တယ်မလားတိုင်းသူပြည်သားအလုံးကရှင်မင်းကိုမိခိုပြီးတော့နေရတာပဲရှင်မရင်ကောင်းလို့ရှိရင်တိုင်းသူပြည်သားတွေချမ်းသာတယ်လေမှန်ရလားရှင်မရင်မကောင်းရင်တိုင်းသူပြည်သားတွေဘာဖြစ်လဲပြမယ်ငတ်မယ်မွဲမယ်သေးမယ်ရှင်မင်းမကောင်းရင်ဟုတ်တယ်မလားအခုဇနတနာမင်းကတွေးတာအော်တိုင်းသူပြည်သားတွေဟာငါ့ကိုမိခိုပြီးတော့နေကြရတယ်တဲ့ဒီတိုင်းသူပြည်သားတွေရဲ့ဘဝနောင်ရင်စိတ်အေးရအောင်ငါဘာဆောင်ရွက်ပေးရရင်ကောင်းမလဲလို့စဉ်းစားဇနတနာဘုရားလောင်းမင်းငါဘာဆောင်ရွက်ပေးရရင်ကောင်းမလဲစဉ်းစားတာဒီတိုင်းသူပြည်သားတွေအတွက်နော်စဉ်းစားတော့တိုင်းသူပြည်သားတွေဘဝနောင်ရင်စိတ်အေးရဖို့အတွက်နောင်တတပါမပူပန်ရစေဖို့အတွက်အဲ့ဒီမှာပရိသတ်ရဲ့တို့ဘုရားလောင်းဘာလုပ်လဲဆိုတော့လာပြည့်နေတိုင်းလာွယ်နေတိုင်းမှာတလလင်နှစ်ကြိမ်နောင်တ10ပါးတရားကိုတို့ဘုရားလောင်းဟောပေးတယ်တဲ့တိုင်းသူပြည်သားတွေကိုနော်အဲလာပြည့်နေလာွယ်နေမှာဆိုရင်တိုင်းသူပြည်သားတွေအကုန်လုံးနိုင်ရင်မြေကိုလာတို့ဘုရားလောင်းတော့ဘာလုပ်ပေးလဲနောင်တ10ပါးတရားကိုဟောပေးတာတိုင်းသူပြည်သားတွေနော်နေထိုင်ကျင့်ကြံအာထုတ်တတ်ဖို့ပစ္စုပန်တန္တရာကောင်းကောင်းနေထိုင်ဖို့တို့ဘုရားလောင်းကလာပြေလာွယ်နေတဲ့မှာတရားဟောပေးတာတဲ့နော်အေးနောင်တ10ပါးကတော့တို့နောက်မနေ့ကမှဟောကြတာပါနော်အပမဒေနသမ္မာဒေတာအပမဒေတာမမေမလျောမဘောမဇာတတန်သောတရိတရားတွေထားပြီးတော့သမ္မာဒေတာမိမိတို့တွေမှာပြမနေပြုလို့ရမယ်ဒါနာကောင်းမှုကုသိုလ်အလုံးသီလကောင်းမှုကုသိုလ်အလုံးဝိပဿနာကောင်းမှုကုသိုလ်အလုံးတို့ကိုကြိုးစားပွားများအားထုတ်နိုင်ကြတဲ့သူတော်ကောင်းသူများလောင်းနေဖြစ်ကြပါစေကုန်သတည်း